အားလုံးပဲမင်္ဂလာပါရှင်ရုံးရဲ့ဒီ engineering knowledge တွေကို sharing လုပ်ပေးနေတဲ့ page လေးကနေပြီးတော့ကြိုဆိုပါတယ်ရှင်ရုံးကဒီနေ့အားလုံးကို sharing လုပ်ပေးချင်တာကတော့ site engineer တွေရော designer တွေရောအသုံးဝင်တဲ့ဒီ skill rules လေးတွေပဲဖြစ်ပါတယ်သူတို့ရဲ့အသုံးဝင်ပုံနဲ့ဘယ်လိုမျိုးအလုပ်လုပ်လဲဆိုတာလေးတွေကိုအားလုံးကို knowledge sharing လုပ်ပေးချင်ပါတယ်ပထမဦးဆုံးသူကမျက်နှာပြင်3ဘက်ပါတယ်ပေါ့နော်1နဲ့3မျက်နှာပြင်3ဘက်မှာတစ်ဖက်ချင်းစီမှာသူက scale 2မျိုးစီထည့်ပေးထားပါတယ်ဒီဘက်မှာဆိုလို့ရှိရင်1အချိုး200 scale နောက်တစ်ခု1အချိုး100 scale နောက်1အချိုး50 scale 1အချိုး20 scale နောက်1အချိုး250 scale နဲ့1အချိုး300 scale ဆိုပြီးရှိရပေါ့နော်အဲ့ဒီမှာတစ်ခါတလေကိုကပုံဆွဲထားတဲ့ drawing ကိုတိုင်းတဲ့အခါမှာကိုမှရှိတာကတော့1အချိုး250ဒီ scale rules ကရှိရဒါပေမဲ့ drawing ကကြတော့1အချိုး25နဲ့ဆွဲထားတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်လေသူက300တလုံးဖြုတ်ပြီးတော့တိုင်းလိုက်လို့ရတာဖြစ်တဲ့အတွက်အဆင်ပြေတယ်ပေါ့နော်ဖြုတ်တယ်ဆိုတာကရုံးတို့ဒီပေထဲမှာသွားဖြုတ်တာတော့မဟုတ်ဘူးပေါ့နော်တွက်တဲ့နေရာမှာဖြုတ်လိုက်လို့ရှိရင်ရပါတယ်ရုံးကတော့ဒီတစ်ခေါက်အားလုံးကိုဒီရှင်းပြပေးချင်တာကြတော့1အချိုး300 drawing နဲ့ပေါ့နော်ရုံးအားလုံးကိုတစ်ချက်တိုင်းမုံတိုင်းလေးကိုရှင်းပြပေးပါမယ်အခုရုံးရဲ့ drawing ကကြတော့သူကHeyman Shaw size zoo ပေါ့နော် plan detail view เนาะ plan detail drawing လေးပဲဖြစ်တယ်သူ့ကိုဆွဲထားတာကကြတော့1အချိုး30နဲ့ဆွဲထားတာဒါပေမဲ့ရုံးဒီ drawing လေးကို print ထုတ်တဲ့အချိန်မှာ print ထုတ်တဲ့ scale ကိုကြတော့100% scale နဲ့ထုတ်ထားတယ်ပေါ့နော်100% ဖြစ်တဲ့အတွက်ဘာမှစဉ်းစားစရာမလိုဘဲနဲ့1အချိုး30ရှိရဲ့ scale rules လေးနဲ့တိုင်းလို့ရတယ်ဆိုတော့အဓိပ္ပာယ်သက်ရောက်ပါတယ်အဲ့တော့ဒီ100ခိုင်နှုန်းမဟုတ်ဘဲနဲ့ကိုက print ထုတ်တဲ့အချိန်မှာပြောင်းသွားခဲ့တယ်ဆိုလို့ရှိရင်เนาะအဲ့ပြောင်းသွားတဲ့ပေါ်လိုက်ပြီးတော့ဒီ scale လေးကိုပြန်ပြီးတော့တွက်ပေးဖို့တော့လိုပါလိမ့်မယ်ရှင်အဲ့တော့ရုံးတို့ဒီမှာရှာကြည့်မယ်ပေါ့နော်1အချိုး30ကိုဆိုတော့က30တော့မရှိဘဲနဲ့ဒီ scale rules လေးက1အချိုး300ရှိနေတာပေါ့နော်အဲ့တော့ရုံးခုနပြောသလိုပဲရုံးတို့300တလုံးဖြုတ်ပြီးတော့စဉ်းစားမယ်ပေါ့နော်ဥပမာထားပါတော့ဒီမှာဆိုရင်ဒီရနေဒီထီက10မီတာဆိုလို့ရှိရင်ရုံးတို့က300တလုံးဖြုတ်လိုက်တော့1မီတာဖြစ်သွားမယ်20မီတာဆိုရင်2မီတာ30မီတာဆိုရင်3မီတာ40မီတာဆိုရင်4မီတာဖြစ်သွားမယ်เนาะအဲ့လိုလေးတစ်ချက်စဉ်းစားပါမယ်အဲ့ဒီတော့ရုံးအခုတိုင်းပြမှာကြတော့ဒီနေရာလေးပေါ့နော်3360ဆိုတဲ့နေရာလေးကိုတိုင်းပြပေးပါမယ်သူကဒီမှာပြထားတာက point ကဒီ point ကနေပြီးတော့ဒီဘက်က point အထိကိုလို့ဆိုပြီးသူကပြထားတယ်အဲ့တော့ရုံးတို့ scale rules နဲ့စပြီးတော့တိုင်းပါမယ်1မီတာ2မီတာ3မီတာဆိုတော့သူ့ရဲ့တစုချင်းစီက100ပေါ့နော်100 200 300အဲ့ဒီကရုံးတို့3000နဲ့300ဖြစ်သွားပြီထပ်ပြီးတော့အစုအသေးလေးရှိရပေါ့နော်ဒါလေးနည်းနည်းချဲ့လိုက်ပါမယ်လုံးမြင်ရမယ်ထင်ပါတယ်ဆိုတော့ဒီအစုအသေးလေးတွေကသူက100မှာ5စိတ်ရှိရပေါ့နော်ဆိုတော့100မှာ5စိတ်ရှိရဖြစ်တဲ့အတွက်တစ်စိတ်ကို20နဲ့ညီမျှတယ်ဆိုတော့ရုံးတို့ဒီမှာကြည့်လိုက်တဲ့အခါမှာတစ်စိတ်2စိတ်3စိတ်အတိမှာရှိရပေါ့နော်3စိတ်ဆိုတော့60 3360အဲ့တော့ဒီဘက်ကရုံးတို့2300ဆိုတဲ့ဟာလေးကိုလည်းတစ်ချက်တိုင်းကြည့်ပါမယ်ဟုတ်မဟုတ်ဆိုတော့ဒီ point ကနေစတိုင်းမယ်10မီတာဆိုတော့1မီတာ2မီတာသူ့ရဲ့အစုလေးနဲ့သွားမယ်တစု100
300ဆိုတော့2300မီလီဖြစ်သွားမယ်ပေါ့နော်ယွန်ခုနကဒါလေးကိုတော့မီတာနဲ့ပြောလိုက်ပြီးတော့ရေးလိုက်တော့2000လို့ရေးတယ်ဆိုတာကကြတော့မီလီပြောင်းလိုက်တာပေါ့နော်ဂျပန်မှာကြတော့ယွန်တို့မီလီမီတာနဲ့ပဲတိုင်းတယ်အဲ့ခါကျတော့2မီတာဆိုရင်လည်းသူတို့ရှိမှာတော့နီဆန်မီလီလို့ပဲဒါပြောတယ်ပေါ့နော်နီဆန်စံပြခုမီလီမီတာဖြစ်သွားမယ်ဒါကတော့ဒီအခုလက်ရှိ1အချိုး30 scale ကိုမှ100% နဲ့ print ထုတ်လိုက်လို့ယွန်တို့ကဓာတ်ရိုက်တွက်လို့ရတာလေးဖြစ်တယ်ပေါ့နော်အကယ်၍ယုံနာပြောသလိုပဲအကယ်၍ print ထုတ်တဲ့ scale ကဒါပြောင်းသွားမယ်ဆိုရင်တော့တကယ်သူ့ကိုတိုင်းတဲ့ scale ဒီ1အချိုး30မဟုတ်တော့ဘဲနဲ့အခြား scale တွေဖြစ်သွားတာလည်းရှိပါတယ်အဲ့လိုအချိန်မျိုးမှာဆိုရင်တော့ယွန်းတို့တစ်ချက်ပြန်ပြီးတော့တွက်ဖို့လိုပါတယ်ဆိုတော့အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်အခုလိုမျိုးယွန်းရဲ့ knowledge sharing လေးကိုနားထောင်ပြီးလို့အားလုံးလည်းအသိပညာပဲဟူတူတာတွေတိုးပွားလာမယ်လို့လည်းမျှော်လင့်ပါတယ်ရှင်မင်းသားဆာမရှိကနေပြီးတော့အကြံပေးချင်တာတစ်ခုခုရှိရင်ပဲဖြစ်ဖြစ်ဒါမှမဟုတ် site နဲ့ပတ်သက်ပြီးတော့နားမလည်တာလေးတွေသိချင်တာလေးတွေရှိရင်ပဲဖြစ်ဖြစ် comment မှာ comment မှတ်ပြီးတော့မေးသွားလို့ရပါတယ်ရှင်အားလုံးပဲကျေးဇူးပါ